နီးနားကလူမဲလို့သမားတွေဟာလူဖြူတယောက်ကလူမဲတယောက်အတွက်ကားမောင်းပေးနေတာကိုပထမဦးဆုံးအကြိမ်မြင်တွေ့လိုက်ရလို့အံ့အားသင့်တုန်လှုပ်စွာနဲ့စိုက်ကြည့်နေခဲ့ကြပါတယ်လူတွေအားလုံးသူ့ကိုဝိုင်းကြည့်နေကြတာကိုသတိပြုမိသွားတဲ့ဂီတပညာရှင်ကြီးဟာစိတ်လှုပ်ရှားသွားပြီးကားထဲမှာပဲငြိမ်ငြိမ်လေးထိုင်နေခဲ့ရှာတာပါမကြာခင်မှာတော့သူတို့ဟာမြောက်ကာရိုလိုင်းနာပြည်နယ်ကိုရောက်ရှိသွားခဲ့ကြပြီးအဲ့ဒီကဂုံပြူညစာစားပွဲတစ်ခုကိုဖိတ်ကြားခြင်းခံခဲ့ရပါတယ်အဲ့ဒီပွဲရဲ့အဓိကဟင်းလျာကတော့ကြက်ကြော်ဖြစ်နေခဲ့တာကြောင့်အဲ့ဒီဒေသမှာလူမျိုးရေးခွဲခြားမှုတွေရှိနေတော့မဲဆိုတာထင်ရှားစေခဲ့တာပါလူမျိုးတွေပဲစားလေးရှိတယ်ဆိုတဲ့အတွေးနဲ့ဒီခင်းနဲ့ဒီဟင်းလျာကြောင့်ဂီတပညာရှင်ကြီးဟာအကြီးအကျယ်စော်ကားခံလိုက်ရတယ်လို့ခံစားလိုက်ရရှာပါတယ်ဒါပေမဲ့လည်းသူဟာသူ့ရဲ့ရင်ထဲကခံစားချက်တွေအကုန်တုံချပြီးပီယာနိုကိုစိတ်ရောကိုပါအစွမ်းကုန်တီးခတ်ပြခဲ့တာပါသူ့ရဲ့ဖျော်ဖြေမှုပြီးဆုံးသွားတာနဲ့တပြိုင်နက်ခမ်းမတစ်ခုလုံးဟာလက်ခုပ်ကိုပါတန်တွေနဲ့ဆူညံသွားခဲ့ရပါတယ်ဒါပေမဲ့သူအိမ်သာသုံးဖို့ပြင်ဆင်တဲ့အချိန်မှာတော့အိမ်ရှင်ဖြစ်သူကအပြင်ဘက်ကညက်ပတ်ပေရင်ရဲ့အိမ်သာစီကိုပဲလမ်းညွှန်ပြခဲ့တာပါဂီတပညာရှင်ကြီးဟာဒါကိုချက်ချင်းပဲညှင်းဆန်လိုက်ပြီးအဲ့ဒီနေရာကနေလှည့်ထွက်သွားခဲ့ပါတော့တယ်ရက်ပိုင်းလောက်ကြာပြီးတဲ့နောက်မှာတော့သူတို့ဟာဝတ်စုံကျုပ်ဆိုင်တစ်ဆိုင်စီကိုရောက်ရှိသွားခဲ့ကြပြန်ပါတယ်ဆိုင်ရှင်ကတော့အစပိုင်းမှာပြုံးပြုံးရွှင်ရွှင်နဲ့ကြိုဆိုနေခဲ့တာပါဒါပေမဲ့ဒီဝတ်စုံကလူမဲဂီတပညာရှင်အတွက်ချုပ်တာဆိုတာကိုတိလိုက်ရတဲ့ခါမှတင်ဆိုင်ရှင်ဟာမျက်နှာပြတ်သွားပြီးဝတ်စုံကိုဝန်ခံနဲ့ပြန်လို့ယူကငွေရင်ပေးဖို့ဒေါသတကြီးပြောဆိုလိုက်ပါတော့တယ်ဒါဟာပြက်သားသားကိုလူမျိုးရေးခွဲခြားပြီးအနိုင်ကျင့်လိုက်တာပဲဖြစ်ပါတယ်ဂီတပညာရှင်ကြီးဟာဘာမှပြန်မပြောဘဲဆိုင်ထဲကနေတိတ်တဆိတ်ပဲလန့်ထွက်ခဲ့ရရှာတာပါလူဖြူတိုင်ပါကြီးကတော့သူ့သူငယ်ချင်းအတွက်ရင်ထဲမှာမိတောက်မတက်ဒေါသထွက်ခဲ့ရပေမဲ့ဘာမှမတက်နိုင်ခဲ့ပါဘူးအဲ့ဒီညမှာတော့ဂီတပညာရှင်ကြီးဟာသူ့ရဲ့ရင်ထဲကနာကျင်မှုတွေအားလုံးကိုပီယာနိုခလုတ်တွေပေါ်မှာပဲပုံချလိုက်ပါတော့တယ်လန်ကီတနေရာရောက်မှာတော့သူတို့ဟာလူမေးတွေညဘက်တဲခိုခွင့်မရှိတဲ့ကန့်တက်နယ်မြေတစ်ခုတည်းကိုမမျှော်လင့်ပဲဝင်ရောက်မိသွားခဲ့ကြပါတယ်ရဲတွေကသူတို့ကားကိုတားဆီးရာကနေအခြေတင်စကားများကြပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးအဖမ်းခံလိုက်ရပါတော့တယ်ဂီတပညာရှင်ကြီးဟာဖုန်းတကိုယ်တည်းသာခေါ်ဆိုပြီးအကူအညီတောင်းလိုက်တာပါ10မိနစ်လောက်ကြာမှာတော့သူတို့နှစ်ယောက်လုံးကိုချက်ချင်းလွတ်ပေးဖို့အထက်ကအမိန့်စာချက်ချင်းရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအခါမှဒါဒရိုင်ဘာကြီးနေနဲ့သူ့ရဲ့သူငယ်ချင်းဟာတာမန်နုပညာရှင်တယောက်တင်မကပဲတကယ်ကိုအရှိန်ဝါကြီးမားတဲ့လူတစ်ယောက်ဖြစ်မှန်းသဘောပေါက်သွားခဲ့တာပါတန်းခေါင်ရအချိန်မှာတော့သူတို့ဟာလူမေးတွေတဲခိုခွင့်ရှိတဲ့မိုဒယ်တစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်ဒီတစ်ချိန်မှာတော့ဒရိုင်ဘာကြီးဟာခွဲမသွားတော့ပဲသူ့သူငယ်ချင်းနဲ့အတူအဲ့ဒီမိုဒယ်မှာပဲအတူတူတဲခိုဖို့ဆုံးဖြတ်လိုက်တာပါသူဟာသူ့သူငယ်ချင်းရဲ့ရင်ထဲကအထီးကျန်ဆန်မှုတွေကိုတဖြည်းဖြည်းနဲ့ပိုပြီးနားလည်လာခဲ့လို့ဖြစ်ပါတယ်နောက်ဆုံးပိတ်ဖျော်ဖြေပွဲမှာတော့သူတို့ကိုခန်းခန်းနားနားကြိုဆိုခဲ့ကြပေမဲ့အနောက်ပေါက်ကနေပဲတိတ်တဆိတ်ခေါ်ဆောင်သွားခဲ့ကြတာပါသူတို့ကိုပေးထားတဲ့အခန်းကလည်းမိဖို့ချောင်းတစ်ခုလိုမျိုးတင်းငယ်ညစ်ပတ်ပြီးကျင်းမြောင်းလုံးလာပါတယ်ဒါတင်မကတည်းကဂီတပညာရှင်ကြီးကိုစားတောက်ဆိုင်ထဲမှာဝင်ရောက်စားတောက်ခွင့်ကိုပါပိတ်ပင်တားဆီးခဲ့ကြတာပါပွဲစီစဉ်သူကဒရိုင်ဘာကြီးကိုငွေကြေးတွေပေးပြီးဆွဲဆောင်တားဆီးဖို့စ조사ခဲ့ပါသေးတယ်ဒါပေမဲ့ဒရိုင်ဘာကြီးကအဲ့ဒီငွေတွေကိုမြေပြင်ပေါ်လင့်ပစ်လိုက်ပြီးဂီတပညာရှင်ကြီးနဲ့အတူပွဲကနေချက်ချင်းထွက်ခွာလာခဲ့ပါတော့တယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာလမ်းဘေးကတာမန်စားတောက်ဆိုင်လေးတစ်ဆိုင်စီကိုရောက်ရှိသွားခဲ့ကြတာပါသူတို့နှစ်ယောက်ရဲ့ပုံစံကအဲ့ဒီကလူတွေနဲ့ကွဲပြားနေခဲ့ရင်ဘယ်သူကမှသူတို့ကိုခွဲခြားဆက်ဆံခြင်းမရှိခဲ့ကြပါဘူးအဲ့ဒီဆိုင်လေးထဲမှာဟောင်းနှမ်းနေတဲ့ပီယာနိုအိုကြီးတစ်လုံးရှိနေခဲ့တာပါဂီတပညာရှင်ကြီးဟာအဲ့ဒီပီယာနိုကြီးကိုစတင်တီးခတ်လိုက်ပါတော့တယ်ဆိုင်ထဲကအခြားသောဂီတသမားတွေကလည်းသူ့ရဲ့ဒေးတန်နောက်ကိုလိုက်ပြီးပျော်ပျော်ပါးပါးဝင်ရောက်တီးမှုခဲ့ကြတာပါအဲ့ဒီညမှာတော့ဂီတပညာရှင်ကြီးဟာအချိန်တော်ကြာပျောက်ဆုံးနေခဲ့တဲ့စစ်မှန်တဲ့ပျော်ရွှင်မှုတွေနဲ့အတူပီယာနိုကိုစိတ်လွတ်ကိုလို့တီးခတ်ရင်အေးချမ်းသွားခဲ့ရပါတော့တယ်